မျိုးသားဟာသူ့မိန်းမရဲ့အဝတ်အစားတွေပေါ်မှာမျိုးရည်ခွန်တစ်ခုကိုတွေးလိုက်ရပါတယ်။သူထိတ်လန့်သွားပြီးကျမ်းပြင်ပေါ်လဲကျသွားပါတယ်။သူ့မိန်းမကရေချိုးခန်းထဲကနေထွက်လာပါတယ်။သူတွေးလိုက်ရတာကိုမိန်းမဖြစ်သူကိုချက်ချင်းပြောပြလိုက်ပါတယ်။သူမရဲ့ရှိုးဝက်ချက်ကိုဖုံးကွယ်ဖို့အတွက်မျိုးရည်ခွန်ကိုမြင်ပြီးအံ့ဩသောဟန်ဆောင်လိုက်ပါတယ်။တကယ်တော့အဲ့ဒီမျိုးရည်ခွန်ကသူမရဲ့ကိုကနေခွာကျလာတာပါ။ဒီနေ့မှာသူမကခင်ပွန်းဖြစ်သူအလုပ်လုပ်တဲ့နေရာကိုနေ့လည်စာလာဖို့ပါတယ်။လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကသူမစီမှာထူးဆန်းတာတစ်ခုခုရှိနေတယ်ဆိုတာကိုသတိထားမိလိုက်ပါတယ်။သူမထွက်သွားပြီးနောက်မှာလုပ်ဖော်ကိုင်ဖက်ကသူ့အိမ်မှာမျိုးတွေမွေးထားသလားလို့မေးပါတယ်။အမျိုးသားကခေါင်းခါပြပါတယ်။လုပ်ဖော်ကိုင်ဖက်ကသူ့မိန်းမစီကနေထူးဆန်းတဲ့မျိုးနဲ့ရနေတယ်လို့ပြောပါတယ်။သူကမျိုးတွေမွေးမြူရင်းကြီးပြင်းလာတာမို့ဒီနန်းကိုအရန်တည်နေတာပါအမျိုးသားကဒါကိုမယုံကြည်ပါဘူးလုပ်ဖော်ကိုင်ဖက်ကအိမ်မှာမျိုးရည်ခွန်တွေရှိမရှိတော့အားရှာကြည့်ဖို့ပြောပါတယ်။နောက်ပိုင်းမှာတော့တတိပေးခံခဲ့ရတဲ့အတိုင်းပဲသူ့မိန်းမရဲ့အဝတ်အစားတွေမှာမျိုးရည်ခွန်ကိုတကယ်တွေ့ခဲ့ရတာပါ။နောက်နေ့မှာလုပ်ဖော်ကိုင်ဖက်ကအဲ့ဒီကိစ္စကိုမေးပါတယ်အမျိုးသားကတော့ရာသီဥတုပူလို့မျိုးတွေရှောက်သွားနေတာပုံမှန်ပါပဲဆိုပြီးညှင်းဆန်ပါတယ်။အဲ့ဒီအချိန်မှာပဲအင်ယာစီမံခန့်ခွဲရေးရုံးကသူ့စီဖုံးဆက်လာပါတယ်။သူ့အိမ်ထဲမှာမျိုးတွေရှိနေတယ်လို့ပြောပါတယ်။သူကတကောင်နဲ့လို့ထင်ခဲ့ပေမဲ့သူတို့ပို့ပေးလာတဲ့တပ်ပုံတွေကိုကြည့်လိုက်တဲ့အခါသူ့ကုတင်အောက်မှာမျိုးအတိုက်လိုက်ကြီးရှိနေတာကိုတွေ့လိုက်ရပါတယ်။သူလုံးဝအံ့ဩမြင်သက်သွားပါတယ်။လုပ်ဖော်ကိုင်ဖက်ကအေယာမမျိုးကြီးတကောင်သူ့မိန်းမနဲ့အတူပုံအောင်နေတယ်လို့ပြောပါတယ်။ဒါတောင်မှအမျိုးသားကမယုံကြည်သေးပါဘူး။အဲ့ဒီအခါလုပ်ဖော်ကိုင်ဖက်ကထိတ်လန့်စရာအမှန်တရားတစ်ခုကိုဖွင့်ဟလိုက်ပါတယ်။မိန်းမနဲ့တခါမှအတူမအိတ်ခဲ့ဘူးမလားအမျိုးသားလုံးဝအေးခဲသွားပါတယ်လုပ်ဖော်ကိုင်ဖက်ကအကြောင်းရင်းကိုရှင်းပြပါတယ်သူ့မိန်းမဟာလူရောင်ဖန်ဆင်းထားတာမကြသေးတဲ့မျိုးမကြီးပါသူမရဲ့ခနာကိုကအပြည့်အဝမပြောင်းလဲသေးပါဘူးနောက်ဆုံးအချိန်အရေးခွန်လဲပြီးသွားရင်တော့သူမဟာသူ့ရဲ့အသက်ဆွမ်းအင်းတွေကိုစုပ်ယူပြီးထာဝရလူသားအဖြစ်အပြည့်အဝပြောင်းလဲသွားမှာပါလုပ်ဖော်ကိုင်ဖက်ကတေးရေးရှင်ရင်းတွေကိုတွက်ချက်သိရှိသွားပါတယ်သူကအမျိုးသားကိုတစ်တာငယ်လေးတစ်ခုပေးပြီးကာကွယ်ဖို့အတွက်စောင့်ထားဖို့ပြောပါတယ်ရဲ့အနေငယ်ကြတော့မိန်းမဖြစ်သူကသူ့ကိုမျိုးကျွန်းစီခေါ်သွားပါတယ်အဲ့ဒီနေရာမှာမျိုးစားပေါင်းစုံအပြည့်ရှိနေပါတယ်သူကြောက်လန့်ပြီးထွက်ပြေးခြင်းပေမဲ့မိန်းမဖြစ်သူကသူ့အတွက်အထူးအံ့အားသင့်စရာအစီအစဉ်ရှိတယ်လို့ပြောပါတယ်သူတို့အနီးနားကဟိုတယ်တစ်ခုမှာတဲခိုလိုက်ကြပါတယ်အရက်မူးပြီးအိတ်ချင်မှုတို့ဖြစ်နေတဲ့အမျိုးသားဟာတဖြည်းဖြည်းသတိလစ်လာပါတယ်မိန်းမဖြစ်သူကသူ့ကိုအခန်းထဲခေါ်သွားပါတယ်သူကသူမကိုအနားဆွဲခေါ်လိုက်ပေမဲ့မိန်းမကသူ့မျက်လုံးတွေကိုမျက်လုံးဖုံးဝန်းနဲ့စီးလိုက်ပါတယ်အဲ့ဒါကိုမချွတ်ဖို့လည်းပြောပါတယ်သူအနားကိုတိုးသွားတဲ့အခါသူမရဲ့အရေပြားပေါ်မှာအေးဆက်နေတဲ့အကြေးခွန်တွေကိုစမ်းမိသွားပါတယ်သူထိတ်လန့်တကြားနဲ့မျက်လုံးဖုံးကိုဆွဲခွာလိုက်ပြီးမျိုးရှိတယ်လို့အော်လိုက်ပါတယ်မိန်းမဖြစ်သူကသူ့မလက်ထဲကမျိုးတကောင်ကိုကင်ပြပြီးသူ့ကိုစိတ်အေးအေးထားဖို့ပြောပါတယ်သူဇဝေးစွာဖြစ်သွားပါတယ်အရင်ကမျိုးဆိုအရန်ကြောက်တတ်တဲ့သူမကဘာလို့မျိုးကိုကင်ထားတာလဲလို့သူကမေးပါတယ်သူမကသူ့ကိုလှည့်စားဖို့အကြောင်းပြချက်တစ်ခုကိုချက်ချင်းဖန်တီးပြောဆိုလိုက်ပါတယ်အမျိုးသားကလုပ်ဖော်ကိုင်ဖက်ပေးလိုက်တဲ့တစ်တာလေးကိုတတိယသွားပါတယ်သူကရေချိုးခန်းသွားခြင်းတယ်လို့လိန်ပြောပြီးအဲ့ဒီပစ္စည်းကိုထုတ်ယူလိုက်ပါတယ်သူမရဲ့ဇာတိယုံမှန်ကိုဖော်ထုတ်ဖို့အတွက်အဲ့ဒီຢာကိုသူမရဲ့တောက်စရာတွေကိုတိတ်တဆိတ်ထည့်လိုက်ပါတယ်သူမကဝိုင်ကိုတောက်လိုက်ပါတယ်မကြခင်မှာပဲသူမရဲ့ခနာကိုကလိန်ကောက်ပြီးပြောင်းလဲလာပါတော့တယ်အမျိုးသားဟာထိတ်လန့်တကြားကြည့်နေခဲ့ပြီးသူမရဲ့အစ်စ်အမှန်ကိုပိုင်လက္ခဏာကိုမြင်လိုက်ရချိန်မှာတော့လုံးဝကိုအံ့ဩမြင်သက်သွားပါတော့တယ်